ဆောက်ရှောက်ပါစေအကြောင်းမူကားပညာတရားသည်အတ္တတရှိသောကလာနှစ်ပေါင်းများကို၎င်းညီဝင်းချင်ကို၎င်းတိုးဝါစေလေကိရတရားနှင့်သစ္စာတရားကိုတင်မကွာစေနှင့်ထိုတရားကိုတင်ဤလည်းပြနိုင်ဆွဲထားသောနှလုံးစင်း၌ရှိပြီးတော့ထိုတုပြုလင်ဖျားသခင်ရှိလူရှိမျက်နှာရဲ့ကျေးဇူးခံရနေအားလုံးကျေးဇူးတင်ပါတယ်သမီးလာပါသမီးနဲ့မေရောစုပြီးပါသမီးစုပြမှာတော့သူ့တရခင်းကြီးတော့ခင်းရတဲ့မလေးပဲဖြစ်ပါတယ်ငါသားငါပြီးတော့တရားကိုမမေ့နေငါပြင်းရတို့ကိုသိအင်းလို့ဆောင်းရှောက်ပါစေအကြောင်းမူကားပညာတရားသည်အတ္တတရှိသောကလာနှစ်ပေါင်းများကို၎င်းညီဝင်းချင်ကို၎င်းတိုးဝါစေလေကိရတရားနဲ့သစ္စာတရားကိုတင်မကွာစေနဲ့ထိုတရားကိုတင်လည်းပြနိုင်ဆွဲထားလို့နှလုံးစင်း၌ရှိပြီးတော့ထိုတုပြုရင်ဖျားတဲ့ခင်ရှိလို့ရှိမျက်နှာရဲ့ကျေးဇူးခံရနေအားလုံးကျေးဇူးတင်ပါတယ်ပထမဆုရရှိတဲ့သူကတော့နော်ဇူရီဖြစ်ပါတယ်ဆက်လက်ရမှာကျွန်တော် KG ကကလေး